What you feel you attract သင်ခံစားရတဲ့အရာတွေအတိုင်းသင်ဆွဲငင်ပါတယ်မိတ်ဆွေမောင်လေးတယောက်နဲ့စကားပြောပြတော့သူကအလွန်အဆွေးခံစားချက်ကလေးတွေနဲ့ feel လို့ကောင်းတဲ့ feed post လေးတွေဘာရဲ့မဟုတ် Facebook မှာတင်မိတယ်ဒီလိုတင်နေရင်းကနေတကယ်ကိုလွမ်းရဆွေးရတဲ့ဘဝကိုရောက်သွားတော့တာပါပဲလို့ပြောပြပါတယ်ကျမကိုယ်တိုင်လည်းတခါတလေဒီလိုကြပြလူလူစလူလူ status လေးတွေဖတ်ပြီးကောင်းလိုက်တာရေးတက်လိုက်တာလို့တွေးမိတာအမှန်ပါပဲဒါကြောင့်တချို့တွေလည်းစာသားလေးတွေကြိုက်လို့မျှဝေတယ်ခံစားချက်တွေနဲ့တိုက်ဆိုင်လို့မျှဝေတယ်စသည်ဖြင့်အမျိုးစုံရှိနိုင်ပါတယ်ကျမညီမလေးတယောက်ကတော့ဓာတ်ပုံရိုက်တဲ့အခါမျက်နှာကိုမပြပဲအဝေးကိုငေးကြည့်ရင်တွေးဆွေးနေတဲ့ပုံတွေအမောင်ထဲမှာထိုင်နေတဲ့ပုံတွေရိုက်တတ်ပါတယ်သူ့ဓာတ်ပုံတွေကိုကြည့်ရင်ဆွေးမြေ့စိတ်ပြတ်အားငယ်ထွက်ပေါက်ပိတ်လမ်းပြောက်အထီးကျန်စတဲ့အဓိပ္ပာယ်တွေ negative emotion တွေကိုကိုစားပြုဖော်ညွှန်းတဲ့ပုံတွေအမြဲဖြစ်နေတတ်တယ်ဒါကြောင့်ကျမကဒီလိုပုံတွေမရိုက်ပါနဲ့ဟဲ့အလင်းရောင်အောက်မှာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ရောင်စုံလေးတွေပါတဲ့ပုံလေးတွေရိုက်ပါလို့သူ့ကိုပြောရပါတယ်။ဘာဖြစ်လို့လဲဆိုရင် what you feel you attract မလို့ပါပဲ။ကိုခံစားရတာတွေကိုစိတ်ကလည်းစွဲငင်နေတဲ့သဘောရှိပါတယ်။ကိုဟာကွန်ပျူတာတစ်လုံးလိုပဲဆိုကြပါစို့။ကျမတို့အချိန်တိုင်းတွင်းနေတဲ့အတွေးတွေဟာ software program တစ်ခုကိုအသေးစိတ်ရေးဆွဲနေရတဲ့တူပါတယ်။ကိုမသိစိတ် subconscious mind မှာဒီလိုဖြစ်လိုက်စမ်းဒီလိုဖြစ်စမ်းဟဲ့နဲ့ programming လုပ်နေတဲ့သဘောပါပဲမသိစိတ်ဆိုတဲ့အတိုင်းမသိပဲစိတ်ထဲရောက်နေခဲ့တဲ့အတွေးတွေပုံရိပ်တွေကပဲအခုလက်ရှိဖြစ်တည်နေတဲ့ဘဝရဲ့95%ကိုပုံဖော်တည်ဆောက်ထားပါတယ်လူတွေဟာ subconscious mind ထဲမှာလည်းကိုယ်တကယ်မလိုချင်မဖြစ်ချင်တာတွေနဲ့ manifest သွားဖြစ်နေမိတတ်ကြတာကျမလည်းအခုနောက်ပိုင်းမှာသတိထားမိလာပါတယ်ဒါပေမဲ့ကျမတို့ဟာအုံနောက်ရဲ့တွေးပုံတွေးနည်းတွေကို reprogram ပြန်လုပ်လို့ရပါတယ်။အနောက်တိုင်းကစွမ်းရည်ပညာရှင်တဦးဖြစ်တဲ့ဒေါက်တာ Bruce Lipton ရဲ့ talk တွေကိုနားထောင်တော့ fake it till you make it လို့ဆိုပါတယ်။ကိုဖြစ်ချင်တဲ့ဘဝအခြေအနေတခုဖြစ်မလာသေးပေမဲ့ဖြစ်နေပြီဆိုတဲ့ခံစားချက်နဲ့နေဖို့ဆိုလိုချင်တာပါ။ I'm going to be happy ငါပျော်ရလိမ့်မယ်ဆိုတဲ့အတွေးတွေစာ I'm happy ငါပျော်တယ်လို့မကြာခဏတွေးတော့ရင် manifestingလက်နဲ့ချရရင် channeling ပါးစပ်ကပြောရင် affirming မျက်စိကမြင်အောင်ကြည့်ရင် visualizing သိစိတ် conscious mind နဲ့အုံနောက်ကိုချိတ်ဆက်အလုပ်လုပ်ခိုင်းတဲ့သဘောပါပဲဒါဟာ reprogram ပြန်လုပ်တာပါပဲအုံနောက်ကခဏခဏတွေးတာတွေလုပ်တာတွေပြောတာတွေ repetitive pattern တွေကိုမှတ်ထားလေ့ရှိပါတယ်ကျမတို့စိတ်မှာတွေးတောစိတ်ကူးပုံဖော်နေတဲ့အရာတွေဟာအပြင်လက်တွေ့ဘဝမှာလည်းဖြစ်ဖို့နီးစပ်လာလေပါပဲအခုနောက်ပိုင်း pilot ဆရာတော်ဖရာတရားတွေကိုနားထောင်ရတဲ့အခါမှာတတိကိန်းနေဆိုတဲ့စကားကိုဆရာတော်ခဏခဏပြောပါတယ်လူတယောက်ဟာအပူတွေများနေရဆိုရင်အပူတွေကိုဆွဲငင်တယ်အေးဓာတ်များတဲ့သူတွေကအေးဓာတ်တွေကိုဆွဲငင်တတ်တယ်ဒါကြောင့်တခါတလေကိုကစိတ်မှတ်မဲ့လှုပ်လိုက်မိတဲ့အပြုအမူတွေအတွေးတွေအကုန်လုံးဟာကျမတို့ရဲ့ဘဝကိုအဲ့လိုပုံစံအတိုင်းပဲဆွဲငင်နေတတ်ပါတယ်တတိကိန်းနေဆိုတာကတကယ်ပြောရမယ်ဆိုရင်ကိုအမြဲလုံးနေတဲ့အချင်းအလေးချင်းတစ်ခုဟာအထုံပါလာတဲ့သဘောပါပဲဥပမာအားဖြင့်နေ့တိုင်းအရက်တောက်တဲ့သူကလည်းအရက်မတောက်ဘဲမနေနိုင်တော့ပါဘူးနေ့တိုင်းဖျားရှိခိုးတဲ့သူကလည်းဖျားမရှိခိုးပဲမနေနိုင်တော့ဘူးကျမတို့နေ့တိုင်းအသုံးပြုနေတဲ့ Facebook မှာပဲကြည့်ပျော်တတ်တဲ့သူကလည်းပျော်စရာတွေပဲတင်တယ်ဝမ်းနေတတ်တဲ့သူကလည်းအမြဲဝမ်းနေအားငယ်နေတတ်ကြတယ်ဒါဟာတတိကိန်းတာပါပဲကိုယ့်ရဲ့နှလုံးသွင်းမှုအပေါ်မှာမူတည်ပြီးကိုယ့်ရဲ့စိတ်အနေပြောင်းနေတတ်ပါတယ်စိတ်အနေပြောင်းရင်ဘဝအခြေအနေတွေလည်းပြောင်းနေတတ်ပါတယ်အတွေးတွေပြောင်းရင်ဘဝတွေလည်းပြောင်းနေသည်တဲ့ဒါကြောင့်ကျမတို့ကမသိစိတ်ရဲ့နှလုံးသွင်းမှုတွေကိုပြောင်းပြတတ်ဖို့လိုပါတယ်ဒါအတွက်လိုအပ်တာကတော့သတိ self awareness mindfulness ပဲဖြစ်ပါတယ်ကျမလည်းဆရာတော်ကြီးတရားနဲ့ဒေါက်တာ Bruce Lipton talk ကိုနားထောင်ရင်ဉာဏ်မီတလောက်ဆက်စဉ်းစားမိရပါကျမအမြင်ရတော့ဆိုးရွားတဲ့ကံတရားတွေဟာလည်းဖြစ်ဖို့ပါလာရင်ရှောင်လွဲမရပါဘလူတွေပြောင်းတွေကုသိုလ်အလုပ်တွေနဲ့ဖြည့်ပြီးခြေဖြတ်နိုင်မှာတော့ကကြမှာပါဘလို့ပဲဖြစ်ဖြစ်အချိန်တိုင်းမှာကောင်းတဲ့အတွေးကိုတွေးကောင်းတာကိုလုပ်ကောင်းတဲ့သတိနဲ့နေထိုင်တာဟာဘယ်တော့မှမမှားရွေးနဲ့မဂ်ကင်၈ပါးနီးလန်းမှာပဲ